မင်္ဂလာပါရှင်တက်ချီလိုက်ကလူကြီးမိပါတော့ကိုသားသမီးငယ်လေးတွေရဲ့ပညာရေးအနာဂတ်အတွက်ဘယ်ကြောင်းထားလို့ထားမှမသိသေးဘူးဖြစ်နေတယ်ဆိုရင်ဒီနေ့တော့မိတ်ဆက်ပေးမယ်တက်ချီလိုက် Boston School မှာဘယ်လိုအားသာချက်တွေရှိမှလဲဆိုတာလိုက်ကြည့်ကြရအောင်ရှင်Boston Dutchley School မှာဒီနေ့ဖွင့်လှစ်ပေးသွားမယ့်အတန်းတွေကတော့ Preschool အသက်3နှစ်မှ5နှစ်အတွင်း Young Learners အသက်5နှစ်မှ15နှစ်အတွင်း Private School KG to Grade 5 အသက်5နှစ်အထက်နဲ့လာမယ့်2026-2029 ပညာသင်နှစ်မှာတော့ Grade 9အထိတိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ရှင်Preschool အတန်းမှာဆိုရင် IEYC UK တင်ရုံအပြင်တခြားဘာသာရပ်တွေဖြစ်တဲ့ Math, Science, Jollyphonics မြန်မာဘာသာရပ်များပါသင်ကြားပေးမှာဖြစ်တဲ့အတွက်ကလေးများရဲ့အာရုံနဲ့အထင်မြင်ကိုတိုးပွားစေမဲ့အပြင်ဘာသာစကားလူမှုပေါင်းသင်းဆက်ဆံရေးခန်းစားချက်နဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုများလည်းရရှိနိုင်မှာဖြစ်ပါတယ်ရှင်Young Learners အတန်းမှာကြတော့ Cambridge English ကိုသင်ကြားပေးမှာဖြစ်တဲ့အတွက် English စကားကိုကောင်းကောင်းမွန်မွန်ပြောဆိုနိုင်မယ် Problem solving, creativity, teamwork နဲ့ communication skill များလည်းတိုးတက်လာမှာဖြစ်ပါတယ်ရှင် What is AI? AI is a smart brain for computers. It helps machines learn and solve problems. Private school အတန်းမှာတော့အစိုးရတင်ရုံဘာသာရပ်အားလုံးအပြင် Cambridge English, Cambridge Science နဲ့ Phonics ဘာသာရပ်တွေလည်းသင်ကြားပေးပါတယ်ရှင်။သင်ကြားပေးတဲ့ဆရာဆရာမတွေကလည်းအရေးချင်းပြေဝပြီးသင်ကြားရေးအတွေ့အကြုံရှိတဲ့ဆရာဆရာမများမှာသင်ကြားပေးခြင်းဖြစ်ပါတယ်ရှင်။ကျောင်းစာအပြင် ICT, Music, Art, Sport, Project, Presentation skill နဲ့ကလေးများရဲ့ talent များကိုဖော်ထုတ်ပေးနိုင်တဲ့ activities များလည်းသင်ကြားပေးမှာဖြစ်ပါတယ်ရှင်။သင်တန်းကြီးအပိုင်းမှာတော့တလချင်းစီပေးသွင်းတဲ့မိဘတို့အတွက်10% discount ရရှိမှာဖြစ်ပြီးတစ်နှစ်စာလုံးတစ်ခါတည်းပေးသွင်းတဲ့မိဘတို့အတွက်15%အထိတောင်ရရှိမှာပါရှင်။ပြီးတော့ဝင်ခွင့်စာမေးပွဲကိုအမှတ်100ဖို့မေးပြီး90ကျော်ရရှိတဲ့တသားမီမီတို့အတွက်အထူး special discount ပါရရှိအောင်မှာဆိုတော့ညဉ့်ညံလေးနာမည်စရင်းလာသွင်းကြတော့နော်ကျောင်းပတ်ဝန်းကျင်လုံခြုံရေးအတွက်စာသင်ခန်းတိုင်းနဲ့ကျောင်းပတ်ဝန်းကျင်တွင် CCTV များထားရှိပေးခြင်းကျယ်ဝန်းတဲ့အားကစားကွင်းနဲ့ကားပါကင်များထားရှိပေးခြင်းတန့်ရှင်းတရက်ပြီးလေဝင်လေထွက်ကောင်းတဲ့စာသင်ခန်းများထားရှိပေးခြင်းပြီးပြည့်စုံတဲ့တင်ထောက်ကူပစ္စည်းများထားရှိပေးခြင်းကလေးများစာဖတ်စွမ်းရည်တိုးတက်စေရန်အတွက်စာကြည့်တိုက်ထားရှိပေးခြင်းနဲ့နည်းပညာတိုးတက်ရေးအတွက်ကွန်ပျူတာ Wi-Fi များလည်းထားရှိပေးပါသေးရဲ့ရှင်အလုပ်တစ်ဖက်နဲ့ကလေးကြိုဖို့မလုပ်နိုင်တဲ့မိဘတို့အတွက်ကျောင်းဖက်က ferry ကြိုဖို့ကားရှိပါတယ်ရှင် ferry ပေါ်မှာလည်းဆ iam တူလိုက်ပါသွားမှာဖြစ်တဲ့အတွက်ကလေးတို့အတွက်စိတ်ပူစရာမလိုတော့ပါဘူးနော်ကျောင်းလိပ်စာကတော့အမတ်ပါလာနှစ်890အခါစီလန်ပါလျံနှစ်ရက်ကွက်တာချီလိပ်မှာပါရှင်အသေးစိတ်ထပ်မံစုံစမ်းမေးမြန်းရှင်နေဆိုရင် comment မှာအချက်လက်ထည့်ထားပေးပါမယ်ရှင်